ကဘာပေါ်မှာအထူးဆန်းဆုံးလျှို့ဝှက်အဖွဲ့အစည်းများကဘာကြီးအားအထူးဆန်းပေါ်ရာတွေနဲ့ပြည့်နှက်နေတယ်ဆိုတာခေတ်ဆက်ဆက်လေးလာတွေးရှိချက်တွေရသက်သေခံနေပါတယ်။ဒါပေမဲ့အထူးဆန်းအံ့ဩဖွယ်ရာလျှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေတဲ့လူအဖွဲ့အစည်းလူမျိုးစုအုပ်စုအဖွဲ့အချို့ကလည်းမြေကဘာပေါ်မှာရှိနေခဲ့ပူပါတယ်။ဒီအဖွဲ့တွေအားလုံးရဲ့တူညီတဲ့အချက်ကတော့လျှို့ဝှက်သိသိစွာတည်ရှိနေခြင်းနဲ့သက်ဆိုင်ရာရည်ရွယ်ချက်အသီးသီးကိုပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။အဲ့ဒီအဖွဲ့အစည်းတွေလှုပ်ဆောင်ချက်တွေနဲ့တည်ရှိနေခြင်းအကြောင်းဟာလူသားတွေတက်ဗဟေလိဗမာဖြစ်လာချိန်မှာတော့ရင်းအဖွဲ့အစည်းတွေကတဖြည်းဖြည်းနဲ့ကဘာနဲ့ချီနာမည်ကျော်လာပါတော့တယ်။လူများစုတက်ကတော့အဲ့ဒီလျှို့ဝှက်အဖွဲ့အစည်းတွေရှိနေတာကိုပဲသိရှိပြီးသူတို့ရဲ့ဘယ်ပုံဘယ်နည်းလှုပ်ရှားတယ်မြည်သည့်နေရာမှာအခြေစိုက်တယ်ဆိုတာကိုတော့တိတိကျကျသိရှိကြခြင်းတော့မရှိကြပါဘူး။ဒီနေရာမှာမျှဝေပေးချင်တာကတော့ကဘာပေါ်မှာတည်ရှိဆဲဖြစ်တဲ့ထူးဆန်းတဲ့လူအဖွဲ့အစည်းများစွာနဲ့အချို့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။Sakeda 3301ဆိုတာကတော့အင်တာနက်လူမှုစာမျက်နှာတစ်ခုဖြစ်ပြီး2012ခုနှစ်ဇန်နဝါရီ4ရက်နေ့ကနေစတင်ပြီးဗဟေလိမေကွန်းများစွာကိုထုတ်ပြီးတော့လူအများကိုစုဆောင်းလျက်ရှိတဲ့လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ Sakeda 3301က2015ခုနှစ်ကလွဲပြီးနှစ်စဉ်ဇန်နဝါရီ4ရက်နေ့ရောက်တိုင်းအွန်လိုင်းစာမျက်နှာထက်မှာဗဟေလိပုံစံဆန်းဆန်းဖော်ပြချက်တွေနဲ့ Twitter ကနေတဆင့်အင်တာနက်သုံးစွဲသူတန်းပေါင်းများစွာကိုအလုပ်ပေးလေ့ရှိပါတယ်။ Sakeda 3301ကအမေရိကန်အခြေစိုက် Washington Post သတင်းစာကဖော်ပြတဲ့ဖြည့်ရှင်းနိုင်ခြင်းမရှိသေးတဲ့ကမ္ဘာပေါ်ကအံ့ဩထိတ်လန့်ပွဲအင်တာနက်စာမျက်နှာ9ခုအနက်တစ်ခုပါဝင်ဖြစ်ပါတယ်။များစွာသောပညာရှင်တွေကတော့ထောက်လှမ်းရေးအဖွဲ့တွေပြင်အခြားကျေးစားဆိုင်ဘာသမားတွေချုပ်ကင်ထားတဲ့သတင်းစာမျက်နှာတစ်ခုဖြစ်တယ်လို့ယုံကြည်ကြပေမဲ့ယနေ့အချိန်ထိတော့သက်သေခိုင်ခိုင်လုံလုံတော့တင်ပြနိုင်ခြင်းမရှိသေးပါဘူး။ဒါအပြင်မြည်သည့်ကုမ္ပဏီမြည်သူတဦးတစ်ယောက်ကမှ Sakeda 3301ကိုဆက်သွယ်ခဲ့ကြောင်းထုတ်ဖော်ပြောကြားခြင်းမရှိတဲ့အပြင်Sakeda 3301ရဲ့စစ်မှန်တဲ့ဖော်ပြချက်အမည်လိပ်စာစသည်တို့ကိုသိရှိသူကယနေ့ချိန်ထိတဦးမှမရှိသေးပါဘူး။ Skull and Bones အမေရိကန်ပြည်ထောင်စု New Haven မြို့ Yale University မှာတော့ဦးခေါင်းခွန်နဲ့အယိုးများအဖွဲ့ Skull and Bones လို့အမည်ရှိတဲ့လျှို့ဝှက်အဖွဲ့အစည်းတစ်ခုတည်ရှိပါတယ်။မူလကတော့ Bones အဖွဲ့လို့ခေါ်ဆိုကြပြီးတော့အဖွဲ့ဝင်တွေကိုတော့ Bonesman တွေလို့ခေါ်ဆိုကြပါတယ်။ Skull and Bones နဲ့ပတ်သက်ပြီးတော့များစွာသော theory ဆိုရိုးနဲ့အတိမပြုနိုင်တဲ့သတင်းအချက်လက်တွေကိုများစွာပိုင်ဆိုင်နေပေမဲ့လည်းဒီအဖွဲ့ကဘာတွေလုပ်တယ်အဖွဲ့ဝင်တွေကမြည်သူမြည်ဝါဖြစ်တဲ့အကြောင်းကိုတော့သိရှိသူအလွန်နည်းပါပါတယ်။တချို့ဆိုရင် Skull and Bones ကကဘာကြီးကိုချုပ်ကင်မှုတာစ조사နေတာဖြစ်ပြီးကဘာကျော်ခေါင်းဆောင်တွေအထိဒီအဖွဲ့ထဲမှာပါဝင်နေလို့ဆိုကြပါတယ်။နာမည်ကျော်မျိုးသမီး journalist တူဖြစ်တဲ့ Alexandra Robbins ရဲ့အဆိုအရတော့ Skull and Bones ကတခြားသောလျှို့ဝှက်ဂိုင်းတစ်ခုဖြစ်ပြီး Illuminati ဂိုင်းရဲ့ဂိုင်းခွဲတစ်ခုဖြစ်တယ်လို့အခိုင်အမာပြောဆိုမှုရရှိခဲ့ပြီးတော့အဲ့ဒီဂိုင်းတွေမှာနေရာဌာနအသီးသီးကထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းထားတယ်လို့ပြောဆိုပူပါတယ်။ Skull and Bones ဂိုင်းကို1932ခုနှစ်လောက်ကစတင်တည်ထောင်တာဖြစ်ပြီးတော့စတင်ချိန်ကအဖွဲ့ဝင်12ဦးသာရှိပါတယ်။ Skull and Bones ရဲ့အမှတ်သင်္ကေတအနေနဲ့322ခုလောက်ရှိနေပြီးတော့တက်ရှိထင်ရှားရှိနေစေဖြစ်တဲ့အဖွဲ့ဝင်ကတော့88ဦးလောက်နဲ့ဖွဲ့စည်းထားပါတယ်။ Dynspin ဆိုတဲ့အဖွဲ့ကတော့ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်မှာဂျာမနီကိုစွန့်ခွာထွက်ပြေးလာတဲ့နာဇီတပ်ဖွဲ့ဝင်ဒုက္ခသည်တွေကိုကူညီဆောက်ရှောက်တဲ့အဖွဲ့ဖြစ်ပါတယ်။ယနေ့အချိန်မှာတော့ Dynspin အဖွဲ့ဆက်လက်တည်ရှိနေသလားမရှိဘူးလားဆိုတာကတော့ဘယ်သူမှအသေးချာမသိပါဘူး။သမိုင်းပညာရှင်ချို့ကတော့ Dynspin ကနာဇီလက်အောက်ခံအဖွဲ့တစ်ခုဖြစ်တဲ့ ODESSC ရဲ့လက်ခွဲအဖွဲ့တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။အတိမပြုနိုင်တဲ့သတင်းတွေအရတော့ Dynspin အဖွဲ့က600ဦးထက်မနည်းတဲ့နာဇီအဖွဲ့ဝင်တွေကိုစပိန်၊ချီလီနဲ့အခြားနိုင်ငံအသီးသီးကိုထွက်ပြေးနိုင်အောင်ကူညီခဲ့တယ်လို့ဆိုပါတယ်။